ညာမြေသားတဲ့စကားတမပန်းတွေလဲပွင့်ပြီလေပြီးဆုံးကြိုင်လျန်းနဲ့တမရန်လေးမှာငယ်ကျွမ်းဆွေမောက်တထားနဲ့ဆုံခဲ့ရတဲ့အမတ်တရားတွေချစ်ခဲ့ကြတဲ့အမတ်တရားတွေယနေ့တိုင်မမေ့နိုင်ပဲမတ်တဆဆလွမ်းရတဲ့ရဲ့လီဓမ္မတွေပွင့်ရင်အရောက်ပြန်လာမယ်ပြောခဲ့သူကိုရိုဌာနေအညာမြေသားတဲ့စခန်းဓမ္မပန်းတွေလဲပွင့်ပြီလေပြီးဆုံးကြိုင်လျန်းတဲ့ဓမ္မရန်လေးမှာငယ်ကျွမ်းဆွေမောက်တထားနေဆုံခဲ့ရတဲ့အမတ်တရားတွေချစ်ခဲ့ကြတဲ့အမတ်တရားတွေယနေ့တိုင်မမေ့နိုင်ပဲမန်းတဆဆလွမ်းရတဲ့ရဲ့လီဓမ္မတွေပွင့်ရင်အရောက်ပြန်လာမယ်ပြောခဲ့သူမင်းနဲ့ကိုရိုနူရဲ့အချစ်စလုံး